ကြီးရသွားပြီးရှုခင်းလာလာလေးတွေကိုစကတ်ဆွဲခြင်းပေမဲ့အကြောင်းမျိုးမျိုးကြောင့်မသွားပြစ်သွားတဲ့အခါမျိုးတွေရှိလားဒီနေ့မှာတော့ကျွန်တော်အိမ်ကကလထိုင်ကုန်ပေါ်မှာထိုင်နေပဲ Paris မြို့လေကောင်ရောက်သွားသေးတယ်လို့မျိုးခံစားရမဲ့ Visual Sketching Neeland တစ်ခုကိုအမျှဝေပေးသွားမှာဟုတ်ပါတယ်လင်းလက်မှတ်မလို့ပါဘူးအရင်ဆုံးကိုကမ်းမတ်ထဲကိုသွားပါပြီးရင်ကိုသွားခြင်းတဲ့မျိုးကို search bar မှာရိုက်ရှာလိုက်ပါအောက်ခြေကလူရုပ်ဥပါလေးကိုယူပြီးကိုဆွဲခြင်းနဲ့လမ်းမပေါ်မှာချလိုက်ရုံပါပဲပြီးရင်လို့ကျွန်တော်ကတော့ဒီကိုကမ်းမတ်ကိုသုံးပြီးတော့တခြားမျိုးတွေကိုမြောက်ဖူးတဲ့နေရာတွေကိုရှောက်သွားလေးရှိပါတယ်အခုဆိုရင်ကျွန်တော်တို့ Paris မြို့ရဲ့မြို့လေကောင်ကိုရောက်သွားပါပြီလမ်းတိုင်းလိုက်ကြည့်ရင်ကိုဆွဲခြင်းနဲ့လမ်းတောင်လေးဒါမှမဟုတ်အဆောက်အုံလာလေးတစ်ခုကိုရှာလိုက်ပါနေရာရွေးတဲ့ခါမှာအရန်ကြီးအချိန်မပေးပါနဲ့စိတ်ထဲမှာဒါလေးဆွဲခြင်းနဲ့လို့ထင်တာနဲ့ချက်ချင်းစာရွက်ပေါ်တင်လိုက်ဖို့ကအရေးကြီးပါတယ်ကျွန်တော်ကတော့အခုဒီပန်တီယွန်ဆိုတဲ့ဖျားเจ้าလေးကိုရွေးလိုက်ပါတယ် Paris မြို့မှာရှိတဲ့အဆောက်အုံတွေကဒေးစိတ်တွေများပါတယ်။ကျွန်တော်ဒီ view လေးကိုအရင်သဘောကျနေပါတယ်။နောက်မှာ printer လည်းရှိနေတဲ့အတွက်ကြောင့်မလို့ print ထုတ်ဖို့အတွက် preview လေးကြည့်ပါတယ်။ပြီးရင် print ထုတ်လိုက်ပါတယ်။ကိုမြောက်ဖူးတဲ့နေရာတွေကိုသွားရတာခီးတွေထွက်ရတာကိုကျွန်တော်အရင်သဘောကျပါတယ်။ပြောစရာလည်းအရင်ကောင်းပါတယ်။ကဲကျွန်တော် print ထုတ်ထားတဲ့ပုံလေးလည်းရပါပြီ။ဒါကတော့ကျွန်တော်ဆွဲသွားမဲ့ street view လေးပဲဖြစ်ပါတယ်။အားကြောင့်လည်းတော့မသိပေမဲ့ကျွန်တော် Paris မြို့လေကောင်ရောက်နေတယ်လို့မျိုးခံစားနေရပါတယ်။ဒါကတော့ကျွန်တော်အဓိကဆွဲသွားမဲ့ Pantheon ဖျားเจ้าပဲဖြစ်ပါတယ်။ကျွန်တော်သုံးသွားမယ့်ပစ္စည်းတွေက Sailor Foodman 55 degree ခဲနဲ့တစ်ချောင်း watercolor အတွက်ကတော့ Georgian ရဲ့24 color sketchbook ကတော့ art creation ပဲဖြစ်ပါတယ်ဒီ Sailor Foodman founding pen နဲ့ဆွဲရတာကျွန်တော်အရင်သဘောကျပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ထိပ်ဖျားကဆောင်းဆောင်းလေးက line ထူပါကိုစိတ်ကြိုက်ကစားလို့ရပါတယ်ပစ္စည်းတွေလည်းစုံသွားပြီဆိုတော့ကျွန်တော်အခုစပြီးတော့ဆွဲနေပါပြီ Paris မြို့ကဖျားเจ้าတွေကဒီ detail တွေအရင်များပါတယ်ကျွန်တော်ပုံစဆွဲတဲ့အခါမှာအသေးစိတ်တွေကိုလိုက်ပြီးတော့မကြည့်ပါနဲ့ဟုတ်ပြင်ဘက် outline မြင်းတွေကိုအရင်စပြီးတော့ဆွဲပါတယ်တခါလေမှာအဆောက်အုံဆွဲရတဲ့ကောင်းကင်ရဲ့ပုံတဲ့ negative shape ကိုကြည့်ပြီးတော့ဆွဲရတာကပို့ပြီးတော့လွယ်ကူစေပါတယ်ပုံပို့ပြီးတက်ဝင်သွားအောင်လို့လူလေးတွေကိုလည်းထည့်ပြီးဆွဲပါတယ်စာရွက်ထဲမှာအကုန်မဆန့်ရင်လည်းစိတ်မပူပါနဲ့ကျွန်တော်တို့အကုန်လုံးလိုက်ဆွဲနေကြမလို့ပါဘူးတကယ်လို့ဓာတ်ပုံတွေကအတိုင်းမြင်းတွေကမတူနေရင်လည်းကြည့်မဆိုင်ပါနဲ့ကိုယ်စိတ်ကြိုက်ပြောင်းပြီးတော့ဆွဲလို့ရပါတယ်အကြည့်နုပညာဆိုတာကိုဖြစ်ချင်တဲ့အတိုင်းပုံဖော်ပိုင်ခွင့်ရှိရလေParis မြို့ကအဆောက်အဦတွေကအသေးစိတ်တွေအများများတာကြောင့်မလို့ကျွန်တော်တို့အဲ့ဒီအသေးစိတ်တွေမှာနေဝင်မသွားဘဲနဲ့တပုံလုံးကိုခံစားချက်နဲ့ဖမ်းယူဖို့ပဲလိုပါတယ် Paris မြို့ကကျွန်တော်သွားကျင်တဲ့မြို့တစ်ခုဆိုလည်းမမားပါဘူးဒီပုံလေးဆွဲနေရင်နဲ့ Paris မြို့ကလမ်းမတွေပေါ်မှာကော်ဖီလေးတောက်ပြီးစကတ်ဆွဲဖို့စိတ်ကူးတွေရင်းနေမိပါတယ်စိတ်ကူးကောင်းချက်ကတော့ဖြည်းဖြည်းနဲ့ပုံကဆွဲနေရင်နဲ့အထားသူတွေလွဲလာတယ်အဲ့အချိန်မှာကျွန်တော်ရဲ့ inner circle တွေကဝေဖန်သူကြီးကWhat the fuck bro ဘာလို့ရှောက်လုံနေရလဲအဲ့ဒီအချိန်ကျမှကျွန်တော်ပုံပြန်ပြီးအာရုံစိုက်ပြီးဆွဲဖို့ကြိုးစားပါတယ်နောက်ဆုံးမှာတော့ဒီနေ့မှာကျွန်တော် Paris မြို့ကိုတွားပြီးတော့ပုံဆွဲမဲ့ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်အားလုံးသိတဲ့အတိုင်း Paris မြို့မှာ Mona Lisa ပကြီးကားလည်းရှိတယ်အနုပညာမြို့တော်လည်းဖြစ်တယ်တင်ရောနိုင်ငံခြားကိုခီးတွားမယ်ဆိုရင်ဘယ်မြို့ကိုတွားခြင်းလဲ comment မှာမှန်းခဲ့ပါဦးနောက်တစ်ချက်က brain box တွေလည်းအများများပါတယ်အဲ့ဒါတွေကိုတစ်ခုချင်းစီလိုက်ပြီးတော့မဆွဲပါနဲ့ဒါ brain box တွေပါလားဆိုတဲ့သဘောတရားလောက်ကိုပဲဆွဲပါဝေးကနေကြည့်တဲ့အချိန်မှာသူ့ဟာသူ brain box လေးတွေကကြည့်လို့ကောင်းသွားပါလိမ့်မယ်ပုံထဲမှာပါတဲ့ detail တွေကိုထည့်တဲ့အခါမှာလည်းအရှိက brain box တွေကိုဆွဲခဲ့တယ်လို့ပဲလုံးဝ detail တူနေအောင်လိုက်ဆွဲနေကြမလို့ပါဘူးနီလန်ခီးမသွားနိုင်တဲ့အချိန်မှာပုံဆွဲလေ့ကျင့်ဖို့အကောင်းဆုံးနီလန်ပါပဲအခုဆိုရင်ကျွန်တော်ရဲ့ Paris မြို့ကဖျားเจ้าလေးကထွေးပြီးနဲ့အသက်ဝင်လာပါပြီ။ဒီသွားရင်ပုံဆွဲရတာအမှတ်တရတွေကိုပို့ပြီးတော့ခိုင်မြဲစေပါတယ်။ဘယ်ချိန်ပဲပြန်ကြည့်ကျွန်တော်တို့အဲ့နေရာလေးကိုပြန်ရောက်သွားရဆိုတဲ့ခံစားချက်မျိုးကိုအမြဲပေးဆွဲနိုင်ပါတယ်။ကျွန်တော်လိုပဲအိမ်မှာရှိတဲ့ကွန်ပျူတာဒါမှမဟုတ်ဖုန်းသုံးပြီးတော့ Google Street View ကနေတဆင့်ကမ္ဘာအနှံ့ကို Visual Key သွားရင်ပုံတွေဆွဲကြည့်ဖို့တိုက်တွန်းနေပါတယ်။အခုဆိုရင်တော့ကျွန်တော်ရဲ့ sketch လေးကပြီးသွားပါပြီ။အမှတ်တရဖြစ်ဖို့အတွက်ခေါင်းစဉ်လေးတွေနည်းနည်းတက်မယ်။ဖျားเจ้าရဲ့နာမည်ကိုရေးမယ်။နီလန်းကအပြင်ကိုထွက်ပြီးတော့လည်းပုံဆွဲခြင်းနဲ့ထွက်ဆွဲဖို့ confidence လည်းမရှိသေးဘူး။အခြေအနေလည်းပေးသေးတဲ့အတွက်ကြောင့်မလို့အိမ်ထဲမှာပဲနေနေရတဲ့သူတွေအတွက်ထောက်ကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အခုကတော့ကျွန်တော်အကြိုက်ဆုံးပိုင်းနဲ့တစ်ပိုင်းဖြစ်တဲ့အယောင်ချဲတဲ့ပိုင်းပဲဖြစ်ပါတယ်ကျွန်တော်ကတပုံလုံးကိုအယောင်အပြည့်ချဲဖို့လုံးဝစိတ်ကူးမရှိပါဘူးအယောင်တွေအများကြီးသုံးသွားဖို့လည်းစီစဉ်မရှိပါဘူးပုံတစ်ခုလုံးကိုအယောင်ချဲပဲနဲ့စိတ်ဝင်စားစရာကောင်းတဲ့အစိပ်ပိုင်းလေးတစ်ခုလောက်ကိုပဲအယောင်ချဲလိုက်တာမျိုးပဲဖြစ်ပါတယ်ပြီးရင်တော့မီးကူးရောင်လေးနဲ့ရှိတ်တွေနဲ့ထည့်ပြီးတော့ပုံကိုအဆုံးသတ်လိုက်ပါတယ်